အားလုံးပဲမင်္ဂလာပါမြန်မာ app user ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့လွင်တာပါကျွန်တော်တို့တယောက်နဲ့တယောက်စာ file တွေ share တဲ့အခါမှာအများဆုံးအသုံးပြုတဲ့ file format ကတော့ PDF file format ပေါ့နော်အဲ့ဒီ PDF file format တွေကိုအလွယ်တကူ edit လို့မရဘူးဒါကသူ့ရဲ့အားသာချက်တစ်ခုပဲအလွယ်တကူ edit လို့မရပါမယ်သူ edit လို့ရတဲ့နည်းလမ်းတော့ရှိတယ်ဒါကဒီဂျားခံ website တွေအသုံးပြုတာပဲဖြစ်ဖြစ် tool တွေအသုံးပြုတာပဲဖြစ်ဖြစ်အဲ့လိုမျိုးသုံးမဲ့ဆိုရင်တော့သူ့ကို edit လို့ရတာပေါ့နော်ဒီသူကငကိုတွေကလုံခြုံမှုရှိတဲ့ file format တစ်ခုဖြစ်တဲ့အပြင်ဒီထက်ပိုပြီးကျွန်တော်တို့တွေပိုပြီးလုံခြုံစေချင်တဲ့နည်းလမ်းကတော့ password ခံထားလို့ရတဲ့နည်းလမ်းပါပဲဒီ PDF file ကို Microsoft online ကိုအသုံးပြုပြီးတော့ကျွန်တော်တို့တွေဘယ်လိုမျိုး password ထားမလဲဆိုတာကိုဒီဗီဒီယိုမှာကျွန်တော်ပြပေးပါမယ်မဟုတ်ဆိုကျွန်တော်တို့ကွန်ပျူတာမှာရှိတဲ့ကွန်ပျူတာမဟုတ်ရင်လည်းဖုန်းမှာရှိတဲ့ web browser တစ်ခုကိုတွားပါမယ်ကျွန်တော်ပြထားတဲ့ link အဲ့ဒီတွေကိုဝင်ပေးပါsave file ဆိုတဲ့နေရာကို click နှိပ်ပြီးတော့ကျွန်တော်တို့ password ထားလို့ဒီ PDF file ကိုရေးပေးရပါမယ်စာpassword နဲ့ဒီ confirm password မှာကျွန်တော်တို့ထားမယ့် password ကိုရိုက်ထည့်ပေါ့နော်အဲ့ဒီရိုက်ထည့်ပြီးရင်ကျွန်တော်တို့ PDF file ကို password ထားလို့ရပြီပြီးတာနဲ့ password ခံပြီးတဲ့ file ကိုကျွန်တော် download လုပ်ပြီးအသုံးပြုလို့ရပါတယ်အဲ့တော့ဆိုရင်ကျွန်တော်တို့ PDF file ကို password ဘယ်လိုထားမလဲဆိုတာကိုသိရှိပြီးသွားပြီးတော့ထင်ပါတယ်နောက်ထပ်ဗီဒီယိုမှာလည်းနောက်ထပ်စိတ်ဝင်စားစရာတွေနဲ့အတူကျွန်တော်ပြန်လာခွင့်မပြုလို့ဒီဗီဒီယိုကိုlike and share လုပ်ပြီးတော့ကျွန်တော်တို့ channel ကို support ပေးပါဦးတောင်းဆိုချင်ပါတယ်